တထေးကြီးကျမကိုဝက်ကင်20ချက်ကင်30နဲ့ခောက်ဆွဲအိုး90ထပ်ပေးအောင်ဝက်ကင်ပူပူနွေးနွေးလေးခုပဲလာပါပြီဗျာအလိုလေးဒါကိုဘသူတီထွင်လိုက်တာလဲအရတာကရှယ်ပဲဟိစားနင်းကတော့စားဖို့ပဲတည်တယ်နင့်ကိုနင်းလဲပြန်ကြည့်အောင်ဒါတောင်စားနေတော့မယ်လားလာခဲ့နင်းကိုတနေ့ခေါ်သွားမယ်အဲ့ဒီမှာငိမ့်လေးနေပြီးစရိုက်ပြင်ပြီးတော့ဟင်းအင်းမသွားဘူးသမီးဝက်ကင်ပဲစားချင်တာသူ့ကို3လလောက်ဒီမှာထားပြီးဒုက္ခဆိုတာဘာလဲဆိုတာတင်ပေးလိုက်စမ်းပါပတ်စံကိုတော့ကျွန်တော်ယူထားလိုက်မယ်သူ့သမီးကိုတောင်ပေါ်မှာရနေနေလောက်ဒုက္ခခံစေခြင်းယုံတသက်ပဲရှိပါသေးတယ်ဒါပေမဲ့3လလဲကြာရောသူ့ရဲ့ပေါင်260ရှိတဲ့သမီးဖြစ်သူကအခုလိုဖြစ်သွားပါတော့တယ်မစိုးပါဘူးထွက်ခဲ့စမ်းအင်းပါကြားပါတယ်ဘာလို့ဒီလောက်တောင်ရိုင်းပြနေရတာလဲဒီကားတကားကလည်းကျင်းလိုက်တာမင်းကလင်းယွန်လားကျွန်တော်နာမည်ကစုကြံ့ယုံပါဒါကတော့ကျွန်တော်သမီးစုချင်းဒီနေရာကဘော်ဒါဆောင်မဟုတ်ဘူးနော်သိပါတယ်ဒီထဲမှာ3လစာအတွက်ဆေးရံငွေ3သိန်းရှိတယ်ကျွန်တော်မှတောင်းဆိုချက်တစ်ခုပဲရှိတယ်သူ့ကိုပေါင်30ကျသွားအောင်လုပ်ပေးပါအဲ့ဒါပြီးရင်နောက်ထပ်2သိန်းထပ်ပေးမယ်သူတကယ်ဘဝအစ်အမှန်ကိုတီးသွားအောင်ဒုက္ခလေးနည်းနည်းပေးလိုက်စမ်းပါသူ့မိကသူ့ကိုအလိုလိုက်လုံးလို့ဖြစ်စီနေတာအိမ်ဖော်တွေကိုရိုက်နှက်ဆဲဆိုတဲ့ဆရာတွေကိုပြန်ပြောတယ်ပြီးတော့လူ9ယောက်စာလောက်ကို1ယောက်ထဲစားပစ်တာဝါလုံးလို့လမ်းတောင်ကောင်းကောင်းမရှောက်နိုင်တော့ဘူးကျွန်တော်ကလည်းအလုံးများလုံးလို့သူ့ကိုမကြည့်အားဘူးပတ်စံကတော့ကိစ္စမရှိဘူးသူ့ကိုလူကောင်း1ယောက်ဖြစ်အောင်ဆုံးမပေးုံပဲကောင်းပြီပတ်စံကိုကျွန်တော်ယူထားလိုက်မယ်ဖေဘာလုပ်တာလဲသမီးဒီလိုကြပိုးအိမ်ကြီးထဲမှာမနေနိုင်ဘူးနော်အင်တာနက်လည်းမရှိအဲကွန်းလည်းမရှိနဲ့သမီးကိုတတ်မလို့လားပါဆက်ပိတ်ထားစမ်းနင်းဒီမှာ3လနေရမယ်နေ့ရက်ကက်တွေအကုန်လုံးကိုငါပိတ်ထားပြီးမိုးဖိုးလဲဖြတ်ထားတယ်နင်းထွက်သွားခြင်းသွားနိုင်တယ်ဒါပေမဲ့ငါစီကတပြားမှရဖို့မမျှော်လင့်နဲ့သူအခုမင်းလက်ထဲမှာပဲငါမျက်နှာထောက်ပြီးတော့ညမနေနဲ့လိုအပ်ရင်ရိုက်တာပဲဖြစ်ဖြစ်ဆဲတာပဲဖြစ်ဖြစ်လို့အသက်မတေုံတန်းကြိုက်တယ်လို့သာလုပ်ပြီးတော့အော်အဲ့ဒီတော့သူကဒီပြဿနာအိုကြီးကိုငါစီလာပုံချသွားတာပေါ့ဟုတ်လားဟုတ်တယ်ဟေးငါအဖေနင်းကိုဘယ်လောက်ပေးလဲငါနဲ့စပေးမယ်အခုချက်ချင်းငါကိုမျိုးထဲပြန်မောင်းပို့ပေးကောင်းပြီအရင်ဆုံးငါကိုရေခဲတုံးလေးတွေနဲ့အေးဆက်နေတဲ့ကိုကာကိုလာတပူပေးပြီးရင်ဟင်းငါပွဲချက်ပေးအသားဟင်းကြီးနှစ်ပွဲအသားဟင်းအသေးနှစ်ပွဲနဲ့ဟင်းဒီဟင်းရွက်တစ်ပွဲမြန်မြန်လုံးငါစားလာပြီးမိဖို့ချောင်းကဟိုမှာစားချင်တာရှိရင်ကိုဘာသာကိုချက်စားကိုဘာသာကိုချက်ရမယ်ဟုတ်လားဟုတ်တယ်ကိုဘာသာကိုချက်ငါကိုငါဘာသာကိုချက်စားခိုင်းနေတာလားငါဘယ်သူလဲဆိုတာနင်းသိရလားငါအဖေကစူးကြံ့ယုံနော်နင့်ကိုငါဝေယဝိဆလုပ်ပေးဖို့ပတ်စံပေးထားတာပထမဆုံးအနေနဲ့နင့်အဖေကနင့်ကိုဆုံးမဖို့ငါကိုပတ်စံပေးထားတာအစီခံခိုင်းဖို့မဟုတ်ဘူးဒုတိယအချက်နင်းဒီချန်တဲ့ခြေလမ်းဝင်လာပြီဆိုကြတဲ့ကငါစီကန်းတွေကိုလိုက်နိုင်ရမယ်တတိယအချက်နဲ့အိမ်ပေါ်လုပ်ပေးဖို့ငါတောင်းမဟုတ်ဘူးစီကန်းဟုတ်လားစီကန်းဆိုတာဘာလဲငါပြောပြမယ်ပတ်စံကပဲစီကန်းကိုတတ်မှတ်တာသွားအခုချက်ချင်းငါအတွက်ဟင်းသွားချက်ဒီနေရာမှာတော့ပတ်စံကစီကန်းကိုမတတ်မှတ်ဘူးငါကပဲတတ်မှတ်တာစုချင်ကသူ့အခန်းထဲမှာတကားပိတ်ပြီးတမုံလွဲလုံးအပြင်မထွက်ခဲ့ဘူးမုတ်တွေလိုက်ရှာနေတာဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တာပဲဒါပေမဲ့အာလူကျော်တွေနဲ့ကူကီတွေအကုန်လုံးကိုကျွန်တော်အရင်ကတည်းကတင်စီထားပြီးသား delivery မှာပို့ကြတော့လေဒီလောက်တောင်းတဲ့ထဲမှာဖုန်းလိုင်းကကောင်းကောင်းမမိဘူး delivery app တွေကဖွင့်လိုက်ရင်လည်းလုံးဝဘာမှမပေါ်ဘူးဖေဒီကြပိုးအင်ကြီးကလူနေဖို့တောင်မသိတော့ဘူးဒါပေမဲ့စုကြံ့ယုံကတော့တမိဖြစ်သူလိုချင်တဲ့အရာကိုလုံးဝပေးမှာမဟုတ်ဘူးမဟုတ်ရင်သူဒီအချိန်ဆိုအပြင်ကိုအတင်းပြေးထွက်သွားလောက်ပြီသူကျွန်တော်ကိုစောင့်ကြည့်နေတာကျွန်တော်သိတာပေါ့သူ့အခန်းထဲကိုအစားအစာတွေလာပို့ပေးမလားဒါမှမဟုတ်အပြင်ထွက်စားဖို့ခေါ်မလားဆိုပြီးစောင့်နေတာစိတ်မကောင်းစရာပဲကျွန်တော်ကတော့နှစ်ခုလုံးမလုပ်ခဲ့ဘူးသူတကယ်စားနေရှာမှာပါမွန်းတဲ့ကလေးကသူ့ဘာတလုံးမှမစားရသေးဘူးစားတော့တွေပြမလဲအိဆက်သွားလို့ဘာမှမကြံတော့ဘူးနင်းကအတွက်အစားအစာချင်မထားဘူးလားဒီလေကနင်းကိုပကံကိုရိုက်ခွဲပြီးမစားဘူးလို့ပြောခဲ့တယ်လေညစာလည်းမစားဘူးထင်လို့ပေါ့ငါခုစားချင်တယ်မရှိတော့ဘူးဟင်းချက်ဖို့ပါဝင်ပစ္စည်းတွေကိုလူကြီးအလိုက်ပဲခွဲတန်းချထားတာတခါချက်ပြီးရင်ပြီးနင်းငါကိုအငတ်ထားဖို့ကြံနေတာလားမဟုတ်ပါဘူးမနက်ဖြန်ကစပြီးစီကံတစ်ရှိတယ်အစားတောက်စားခြင်းရင်အရင်ဆုံးအလုပ်လုပ်ရမယ်မနက်စာနေ့လယ်စာနဲ့ညစာတနက်ချင်းစီအတွက်အလုပ်ပမာဏမတူဘူးအလုပ်ပြီးရင်စားရမယ်မပြီးရင်တော့ငက်ပြီတော့ဒါငါရဲ့စီကံပဲအလုပ်မလုပ်ရင်အစားလည်းမစားရဘူးနေတကယ်ကိုရက်ဆက်တာပဲငါမနှက်စာပဲမလဲဒါနဲ့အလုပ်ပဲဒါတွေအကုန်လုံးကိုအပိုင်းပိုင်းဖြစ်အောင်ပစိန်နဲ့ပေါ့ပြီးရင်မနှက်စာရမယ်
ဒါပေမဲ့အခုတော့အဲ့ဒါကနင်းရဲ့နေ့လည်စာလေးဖြစ်သွားပြီပေါ့ပလင်းဖုံးတောင်ကိုဘာသာကိုမဖွင့်ချင်တော့အောင်ပြင်းကြီးခဲ့တဲ့အဲ့ဒီလက်ကလေးတွေကအခုတော့ထင်းခုတ်ရတော့မယ်ဒါပေမဲ့စာလောင်မှုတိတ်မှုကတော့အကောင်းဆုံးဆရာပါပဲသူတော်တော်နဲ့ဆုံးဖြတ်ချက်မချနိုင်မဲ့အကြာကြီးတုံဆိုင်နေခဲ့တယ်တေချာကြည့်ထား